ငွေတွေပေါ့နိုင်ငံသားငွေတွေကိုဒေါအောင်ဆန်းစုကြည်ကနိုင်ငံသားမှာသွားအပ်ထားတယ်လို့ပါလို့ပေါ့နော်ဒါမျိုးတွေလူငယ်တွေကြားထဲမှာရောတည်သူတွေရောမတည်သူတွေကြားထဲမှာပြန့်နှံ့နေတဲ့ကိစ္စလေးတစ်ခုပေါ့အဲ့ဒါကိုအမှန်တိုင်းသိစေချင်တယ်ကျွန်တော်အမှန်တရားပဲပြောချင်တယ်ဗျအဲ့တော့အခုဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအစိမ်းထောက်ခံသူတွေတက်မလို့အားပေးထောက်ခံသူတွေအမျိုးသားရေးသမားတွေပေါ့နော်စသဖြင့်စသတော့ဒီလိုမျိုးပေါ့ဒီလိုစုဖွဲ့တွေကြားထဲမှာမုံပွားမှုလေးတွေရောမြင်မာမှုလေးတွေရောရှိတယ်ဗျ။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့ငွေကြေးပေါ့နိုင်ငံသားငွေကြေး1ဘီလီယံအမေရိကန်ရဲ့ Federal Reserve ပေါ့ New York မှာရှိတယ်။အဲ့ဒီဘဏ်မှာအပိတ်ခံထားရတာရှိတယ်။နောက်ထပ်စင်ကာပူမှာလည်းအပိတ်ခံရတာရှိတယ်ပေါ့နော်။2013ဘဏ်ဥပဒေအရဘဏ်ဥက္ကဋ္ဌဒီနိုင်ငံရခြားမှာငွေစုချင်းတော်၎င်းငွေကြေးရပစ္စည်းမှန်ခံခွင့်မှုတော်၎င်းသူတို့မှာသူ့မှာပဲတာဝန်ရှိပါတယ်ဒါဘဏ်ဥက္ကဋ္ဌရဲ့စီမံခန့်ခွဲမှုဆိုတာပြောပြတာပါဒေါအောင်ဆန်းစုကြည်ကခိုးသွားတာတို့ဒေါအောင်ဆန်းစုကြည်ကဒီလိုမျိုးငွေကြေးကိုအပ်ပြီးတော့နိုင်ငံရေးကိုကစားတာတို့ဆိုတာလည်းဆိုလို့ရှိရင်အမှန်တရားကိုသိစေချင်တာပါเนาะဒါချစ်ချင်းမုန်းချင်းကိုပတ်ထားလိုက်ပါ2013ဘဏ်ဥပဒေရတာလေအဲ့လိုရပါတယ်အပ်တဲ့သူကလည်းဘဏ်ဥက္ကဋ္ဌနဲ့ဘဏ်ဒီလုံးဝဘယ်လိုခေါ်မလဲဆိုလို့ရှိရင် institution ခိုင်မာပြီးတော့တကယ်ပေါ့ကျွန်တော်တို့သူ့ရဲ့ဩဇာအမိန့်နဲ့လွတ်လပ်ခွင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်ခုလိုမျိုးဘဏ်ကိုပေးရပါတယ်ပေးရတဲ့အတွက်ကြောင့်မို့လို့သူတို့နဲ့ဘာမှမဆိုင်ပါဘူးဆိုတော့ပြောပြချင်တယ်အဲ့တော့ဒါလူတွေကယူဆတာပေါ့ဒါဒေါအောင်ဆန်းစုကြည်ကခိုးပြီးဖွက်ပြီးသွားအပ်တဲ့ပုံစံမျိုးတွေထိကိုဆွဆွဲလာကြတာတွေရှိတယ်ပေါ့နော်အဲ့ဒါလေးအဓိကရှင်းပြချင်တာပါအသက်80ကျော်အဖွားကြီးကိုပြန်လွှတ်ပေးဖို့ရောရှိသလားတဲ့အေးပေါ့သူ့ကိုပြန်လွှတ်ပေးဖို့ပြန်မလွှတ်ပေးဖို့ဆိုတာဒီပေါ့အခုလက်ရှိယာယီသမရကြီးဦးမင်းအောင်လိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝေဖန်ပါတယ်နော်သူ့ရဲ့စိတ်စေတနာသူ့ရဲ့နိုင်ငံရေးစိတ်စေတနာပေါ့နိုင်ငံရေးစိတ်စေတနာပေါ့အများကြီးမူတည်ပါတယ်သူနိုင်ငံရေးအားဖြင့်ဘယ်လောက်ထိစေတနာထားလဲဆိုတဲ့ပုံမှန်မူတည်တယ်ဘာကြောင့်လဲဆိုတော့ဒေါအောင်ဆန်းစုကြည်ခင်ဗျားတို့မုံလို့ရတယ်ဒေါအောင်ဆန်းစုကြည်ခင်ဗျားတို့ကြိုက်လို့ဆွဆွဲလို့ရတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုအားပေးထောက်ခံနေသောပြည်သူတွေရဲ့စန္ဒကိုတော့ခင်ဗျားတို့လေးစားသမှုရှိရလိမ့်မယ်ပုံကိုကြီးမုံလို့ရတယ်ဒါပေမဲ့သူ့ကိုအားပေးထောက်ခံတဲ့ပြည်သူမေးကြည့်လိုက်ဒေါ်စုကြည်ကိုဘယ်လောက်ထိထောက်ခံကြလဲဆိုတော့အားလုံးသိလိုက်မယ်ဒါဟာနိုင်ငံရေးရဲ့ရွေးတစ်ခုကိုသွားဖို့အတွက်အင်အားစုတစ်စုပဲ